လက်တလုံးမှာဝက်လက်နယ်ဘက်ကနေစကိုင်းဘက်ကိုဘလူးမတကောင်ထွက်ပြေးလာတဲ့ဆိုတဲ့သတင်းတွေပြန့်နှံ့လာပါတယ်။ပြောကြားနေကြတဲ့ဇလန်းအရမိသားစုတစုပါမောင်နှမ3ယောက်ရှိပြီးဘလူးဖြစ်သွားတဲ့ဆိုသူကအလက်မဖြစ်ပါတယ်။မိသားစုကလည်းစိတ်တွေမွေးမြူထားပြီးစိတ်တွေတကောင်ပြီးတကောင်ပျောက်ဆုံးလာတာကိုခင်မကောင်းလို့ခိုးယူခံရတယ်လို့ပဲအစပိုင်းမှာထင်ခဲ့ကြတယ်လို့ဆိုပါတယ်။နောက်ပိုင်းတစ်နေ့မှာတော့အငယ်ဆုံးကလေးနဲ့အလက်ဖြစ်သူတို့2ယောက်တည်းကြံခဲ့တဲ့အချိန်အငယ်ဆုံးကလေးကိုစားပစ်လိုက်ပြီးခြေထောက်တစ်ဖက်သာကြမ်းခဲ့တယ်လို့ဇလန်းကဆက်ပါတယ်။ရွာသားတွေလိုက်လံဖမ်းဆီးကြတဲ့အခါအဲ့ဒီဘလူးမဟာစကိုင်းဘက်ကိုထွက်ပြေးလာတယ်လို့ဆိုကြပါတယ်။ဒီဇလန်းတွေကဘယ်ချက်တွေတကယ်ဖြစ်ခဲ့တယ်လဲစိတ်တွေပျောက်ဆုံးမှုကလေးပျောက်ဆုံးမှုသို့မဟုတ်တေဆုံးမှုတစ်ခုခုအမှန်တကယ်ရှိခဲ့သလားဆိုတာကိုခိုင်လုံတဲ့သတင်းအရင်းမြစ်တွေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ဒီသတင်းကိုကြားရတဲ့အခါကျွန်တော်ငယ်စဉ်ဘဝကဖြတ်တန်းခဲ့မှုတဲ့1988ခုနှစ်ကကြောက်မက်ဖွယ်ညတွေကိုပြန်လည်သတိရမိပါတယ်။အဲ့ဒီအချိန်ကလည်းနိုင်ငံတော်ဝန်မငြိမ်မသက်ဖြစ်နေပြီးလူတွေရဲ့နေ့စဉ်ဘဝမှာလုံခြုံမှုဆိုတာမရှိသလောက်ဖြစ်နေခဲ့ပါတယ်။ဘယ်ချိန်ဘာဖြစ်မယ်မှမသိနိုင်သလိုသတင်းအမှန်ရရှိဖို့လည်းမလွယ်ကူပါဘူး။ဘယ်ရွာကဘသူအိမ်မှာအကောင်မဲကြီးကထမင်းအိုးလှန်စားသွားတယ်။ဘယ်ဖုန်းကြီးเจ้าကကိုရင်လေးတစ်ပါးကိုဂုတ်ချိုးသွားတယ်။ညချိန်ရောက်လာတဲ့အခါရက်ွက်တစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။အကောင်မဲကြီးကိုတကယ်မြင်ခဲ့သူဘသူလဲဆိုတာမေးရင်တော့ရှင်းရှင်းလင်းလင်းဖြေနိုင်သူမရှိပါဘူး။အများစုကဟိုလူမြင်လိုက်တယ်လို့ပြောတယ်။အမောင်ထဲမှာလှုပ်သွားတဲ့တစ်ကိုင်းတစ်ကိုင်းပြေးလွှားသွားတဲ့ခွေးတစ်ကောင်အိမ်ခေါင်ဘိုးဘော်ကကြောင်တစ်ကောင်ကိုတောင်အကောင်ပဲကြီးရဲ့အရေးအယောင်ဖြစ်မြင်လာကြတယ်။ဒါပေမဲ့ဒီဇလန်းနှစ်ခုပေါ်ပေါက်လာတဲ့နောက်ခံအခြေအနေတွေကတော့အံ့ဩစရာကောင်းလောက်အောင်တူညီနေကြပါတယ်။ဖြစ်ရနှစ်ခုစလုံးဟာနိုင်ငံရေးနဲ့လူမှုရေးမတည်ငြိမ်မှုအလွန်ပြင်းထန်တဲ့ကာလမှာပေါ်ပေါက်လာတာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးမှုအားနည်းနေတယ်။သတင်းအမှန်ရရှိဖို့ခက်ခဲနေတယ်။ခိုးဆိုးလူရဲမှုမိသားစုဝင်တွေပျောက်ဆုံးမှုတပ်ဖြတ်ခံရမှုနဲ့အကြမ်းဖက်မှုတွေဖြစ်ပွားနေပေမဲ့ဘယ်သူကိုတိုင်ကြားရမလဲဘယ်သူကစုံစမ်းပေးမလဲဘယ်သတင်းကိုယုံရမလဲဆိုတာမသေးကြတော့ပါဘူးဒီလိုအခြေအနေမျိုးမှာလူတွေဟာဖြစ်ပျက်နေတဲ့အရာတွေရဲ့အကြောင်းရင်းကိုသိကျင်လာကြပါတယ်တရိတ်ဆန်တကောင်ပျောက်ဆုံးသွားရင်ဘသူယူသွားသလဲဆိုတာသိကျင်တယ်လူတစ်ယောက်ကလေးတစ်ယောက်ပျောက်ဆုံးသွားရင်ဘာဖြစ်သွားသလဲဆိုတာသိကျင်တယ်စိတ်အတွက်တော့အဖြေမရှိပဲနေရခြင်းဟာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးအထူးသဖြင့်ကြောက်ရွံ့နေတဲ့အချိန်မှာမသိရခြင်းဟာတခါတရံဖြစ်ရကိုယ်တိုင်ထက်တောင်ပိုပြီးထိတ်လန့်စရာကောင်းလာတတ်ပါတယ်။အဲ့ဒီအခါလူတွေဟာမသိရသေးတဲ့အဖြစ်အပျက်ကိုမိမိတို့သိပြီးသားဇလန်းတွေနဲ့ရှင်းပြဖို့ကြိုးစားလာကြပါတယ်။မြမရိုးရာပုံမြင်တွေနဲ့လူမှုယုံကြည်မှုတွေထဲမှာလူသားစားတဲ့ဘလူးညအချိန်လှည့်လေတဲ့အကောင်မဲကြီးတရေတစေနဲ့မကောင်းဆိုးဝါးတွေရဲ့ပုံရိပ်တွေရှိပြီးသားဖြစ်ပါတယ်။ဒီပုံရိပ်တွေကိုလူတွေကကလေးဘဝတွေကကြားဘူးသိဘူးပြည်သားဖြစ်ပါတယ်။ဒါကြောင့်ရှင်းလင်းချက်မရှိသေးအဖြေမရနိုင်သေးတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကိုကြုံလာရတဲ့အခါအသစ်ကနေအကြောင်းပြချက်တစ်ခုတီထွင်ရတာထက်သိပြီးသားဘလူးအကောင်မဲကြီးဇလန်းတဲကိုထဲ့သွင်းရှင်းပြလိုက်တာကပိုလွယ်ကူသွားပါတယ်။ရုတ်တရက်နားလေရလွယ်တဲ့အဖြေတစ်ခုဖြစ်လာပါတယ်။အဲ့ဒီလိုရှင်းလင်းချက်တွေဟာလုံးဝအခြေအမြစ်မရှိတဲ့နေရာကနေအမြဲစတင်တာတော့မဟုတ်ပါဘူး။တခါတရံတရိတ်ဆန်တကောင်တကယ်ပျောက်ဆုံးတာလူတစ်ယောက်တကယ်ပျောက်ဆုံးတာအမှောင်ထဲမှာမသိတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာတရိတ်ဆန်တကောင်ရဲ့အော်တန်ကြားလိုက်တာလို့အဖြစ်အပျက်သေးသေးလေးတွေကနေစတင်တတ်ပါတယ်။ဒီလိုဇလန်းတစ်ခုပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့လူတစ်ယောက်ကနေတစ်ယောက်စီမြန်မြန်ဆန်ဆန်ကူးဆက်ဖို့ကပိုလွယ်သွားပါတယ်။ကောလာဟလတစ်ခုပြန့်နှံ့ဖို့အတွက်ဒီသတင်းဟာစိတ်ဝင်စားစရာကောင်းရုံနဲ့မလုံလောက်ပါဘူး။လူတွေရဲ့ကြုံတွေ့နေရတဲ့ဘဝနဲ့သက်ဆိုင်မှုလည်းရှိရပါမယ်။ကြောက်ရွံ့စရာလည်းကောင်းရပါမယ်။မသေးကြမှုလည်းရှိရပါမယ်။ဘလူးတကောင်စကိုင်းဘက်ကိုပြေးလာတဲ့ဆိုတဲ့သတင်းမှာအဲ့ဒီ၃ချက်လုံးပါဝင်နေပါတယ်။မိမိတို့ရွာမိမိတို့မိသားစုနဲ့နီးလာနိုင်တယ်။လူကိုစားနိုင်တယ်လို့ဆိုတယ်။ငါတို့ပါကြုံတွေ့နိုင်တယ်လို့လည်းခံစားလာရပါတယ်။တကယ်ရှိမရှိကိုလည်းဘယ်သူမှအတိမပြုနိုင်ပါဘူး။တကယ်ကြောက်စရာကောင်းတာကတောထဲကထွက်လာတဲ့ဘလူးတကောင်မဟုတ်ပါဘူး။